ဒီရုပ်ရှင်ဟာစက်ကေးလို့ခေါ်တဲ့လူသက်ကွန်းဝင်စွမ်းအားကြီးစစ်တီတော်ရန်နဲ့စတင်ထားပါတယ်သူဟာရန်သူအဖွဲ့ရဲ့ခေါင်းဆောင်ကိုချေမုန်းဖို့ရက်စက်တဲ့မစ်ရှင်တစ်ခုနဲ့ခံတက်စီရောက်လာခဲ့တာပါခဏလေးအတွင်းမှာပဲရန်ဟာရန်သူတွေကိုအလွယ်တကူပဲပွဲသိမ်းပစ်ခဲ့ပြီးနောက်ဆုံးမှာတော့ရန်သူကုန်းချုပ်ကိုပါအေးဆေးပဲတုတ်တင်လိုက်နိုင်ပါတယ်ဒါပေမဲ့တိုက်ပွဲအပြီးမှာတော့ရန်ဟာမမျှော်လင့်ပဲအသက်မပြည့်သေးတဲ့ကလေးမလေးတစ်ယောက်အသက်ခံလိုက်ရတဲ့ကုန်းချုပ်ရဲ့သမီးလေးကိုတွေ့သွားပါတယ်ပထမတော့သူဟာမစ်ရှင်အတိုင်းအပြတ်ရှင်းပြဖို့ပြင်လိုက်ပေမဲ့ကလေးမလေးရဲ့ဖြူစင်တဲ့အပြုံးကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူ့ရဲ့စိတ်အာရုံတွေပြောင်းလဲသွားခဲ့ပါတယ်ဒါကြောင့်သူဟာကလေးကိုမတက်တော့ပဲပွေ့ချီပြီးစစ်တလင်းကနေထွက်ခွာလာခဲ့ပါတော့တယ်ထွက်လာပြီးမကြခင်မှာပဲရန်ရဲ့ကိုပိုင်ကုန်းဖြစ်တဲ့စက်ကေးကစစ်တီတွေဟာထဲလိုက်လာပြီးကလေးမလေးကိုသူတို့ကိုယ်တိုင်တက်ဖို့စူးစမ်းကြပါတယ်ကလေးကိုကာကွယ်ဖို့အတွက်ရန်ဟာမတွေးရစရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်တဲ့သူ့လူတွေကိုပြန်တိုက်ဖို့ဖြစ်လာခဲ့ပါတယ်တယောက်ပြဤတယောက်သူရှင်းပြခဲ့ပြီးကလေးနဲ့အတူလွတ်မြောက်သွားကအမေရိကမှာရှိတဲ့လို့ခေါ်တဲ့တဲကနာရမြို့ငယ်လေးစီဦးတည်သွားခဲ့ပါတယ်အဲ့ဒီမှာသူ့သူငယ်ချင်းဟောင်းစမိုင်လီနေထိုင်ခဲ့ဘူးလို့ပါရဲ့အနေငယ်အကြာမှာတော့ရန်ဟာမြို့ကိုရောက်လာခဲ့ပါတယ်သူပထမဆုံးတွေးလိုက်ရတဲ့သူကတော့အမှုသမားယွန်ပါယန်ကစမိုင်လီရဲ့တပ်ပုံကိုပြပြီးဘယ်မှာရှာရမလဲလို့မေးပေမဲ့ယွန်ကတော့စိတ်မကောင်းစရာသတင်းပဲပေးနိုင်ခဲ့ပါတယ်စမိုင်လီဟာလွန်ခဲ့တဲ့နှစ်အနေငယ်ကလေးကဆုံးပါသွားခဲ့ပါပြီးမဆုံးခင်ကသူဟာမြို့ထဲမှာအဝတ်လျှော်ဆိုင်တစ်ဆိုင်ဖွင့်ခဲ့ပါတယ်ဒါကိုကြားပြီးနောက်မှာတော့ရန်ဟာဆိုင်စီကိုတိတ်တဆိတ်သွားခဲ့ပါတယ်အဝတ်လျှော်ဆိုင်ထဲမှာတော့သူဟာအခုအဲ့ဒီဆိုင်ကိုဦးစီးနေတဲ့လင်းလို့ခေါ်တဲ့အမျိုးသမီးနဲ့တွေ့ပါတယ်သူမကစမိုင်လီကိုဘယ်လိုသိတာလဲလို့မေးတဲ့အခါရန်ကသူတို့ဟာငယ်သူငယ်ချင်းတွေဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ပြီးတော့လင်းကကလေးမလေးကိုတတိထားမိသွားပြီးသူ့သမီးလို့ထင်နေပေမဲ့ရန်ကတော့မိဘမဲ့သွားတဲ့ကလေးလေးဖြစ်ကြောင်းအေးအေးဆေးဆေးပဲပြောပြပါတယ်သူမကကလေးကိုအေးပရဲလို့အမိပေးလိုက်ပြီးဆိုင်မှာကူညီပေးမယ်ဆိုရင်ရန်ကိုပါနေစရာပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်နောက်ရက်မှာတော့ရန်ဟာဆိုင်ထဲမှာငြိမ်ငြိမ်လေးထိုင်နေတော့မြို့ခံမင်းကလေးတချို့ကအဝတ်တွေလာပို့ကြပါတယ်သူတို့ဟာအဝတ်ပေးုံတင်မကပဲရန်ကိုလာစနောက်ကြပါတယ်အဲ့ဒီအချိန်မှာယွန်ကကြားဖြတ်ဝင်လာပြီးသူတို့ကိုမောင်းထုတ်ပေးခဲ့တယ်လို့ရန်ကိုလည်းအပြင်မှာမုန်းလိုက်ကြွေးပါတယ်လမ်းမှာရန်ဟာလင်းတယောက်တိတ်တဆိတ်တင်းနေပြစ်ချင်နေတာကိုမြင်သွားပါတယ်သူမတော်တော်စူးစမ်းနေပေမဲ့ပြစ်မှတ်ကိုတော့လုံးဝမထိပါဘူးအချိန်တွေကုန်လွန်လာတာနဲ့အမြရန်ဟာလည်းဒီအေဂျင့်နဲ့မြို့လေးနဲ့သားစားတာဖြစ်လာပါတယ်အဝတ်လျှော်ဆိုင်မှာကူညီပေးတယ်မြို့ခံတွေနဲ့အချိန်ဖြုံးနေပြီးတော့ဒီ6သွေးတဲ့တဲကနာရအလယ်မှာပန်းချန်လေးတစ်ခုကိုပါစားပြီးစိုက်ပြိုးလာပါတယ်တဖြည်းဖြည်းနဲ့အားလုံးကဝိုင်းကူညီပေးကြလို့နောက်ဆုံးမှာတော့ဒီမြေကွက်လက်ကြီးဟာပန်းတွေနဲ့ဝေစာသွားခဲ့ပါတယ်တကယ်တော့ရုပ်ရှင်ရဲ့ဒီပိုင်းဟာတိုက်ရိုက်မပြောဘဲအတိတ်ဘယ်တွေအများကြီးဖော်ဆောင်နေတာပါတရက်မှာတော့ရန်နဲ့ယွန်တို့ဖိတ်ကစားနေတော့လင်းတယောက်ကလေးကူပြီးမှန်လေးတစ်ခုပေါ်မှာပန်းတို့အေတင်နေတာကိုရန်မြင်သွားပြီးယွန်ကိုမေးကြည့်ပါတယ်ယွန်ကလင်းအသက်16နှစ်အရွယ်တုန်းကကာနယ်လို့ခေါ်တဲ့ရက်ဆက်တဲ့ဓာပြဘိုဟာသူ့လူတွေနဲ့အတူမြို့ထဲကိုဝင်စီးခဲ့ကြောင်းပြောပြပါတယ်သူတို့လူတွေကိုလူရက်ကြတယ်လို့ကာနယ်မှာတော့ယွန်စရာကောင်းတဲ့အချင်းတစ်ခုရှိပါတယ်အဲ့ဒါကတော့မိန်းကလေးတွေကိုတန်းစီခိုင်းပြီးသွားတွေကိုလိုက်စစ်ဆေးကသူ့သဘောကျတဲ့သူကိုအတင်းအဓမ္မယူလေးရှိတာပါအဲ့ဒီနေ့ကကာနယ်ဟာလင်းကိုရွေးချယ်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲကာနယ်ရဲ့လူတွေဟာလင်းရဲ့မိဘတွေနဲ့မောင်လေးကိုပါဖမ်းဆီးထားခဲ့ပါတယ်လင်းကိုဆွဲခေါ်သွားတဲ့အချိန်မှာသူမဟာအနားမှာရှိတဲ့ပူပြင်းလာတဲ့စီပူအိုးကိုလမ်းယူပြီးကာနယ်ရဲ့မျက်နှာတဲ့ကိုပက်လိုက်ပြီးထွက်ပြေးဖို့ကြိုးစားပါတယ်ဒေါသထွက်သွားတဲ့ကာနယ်ဟာတင်းနဲ့ထုတ်ပြီးပြေးနေတဲ့လင်းကိုပိတ်ခတ်လိုက်လို့သူမလဲကျသွားပါတယ်သူမအဖေကသမီးကိုကာကွယ်ဖို့ပြေးလာပေမဲ့ကာနယ်ကဘာမှမစင်စားပဲပိတ်တက်လိုက်ပါတယ်ပြီးတော့လင်းရဲ့အမေနဲ့မောင်လေးကိုပါသူမမျက်စိရှိတင်ပဲရရဆက်ဆက်တက်ပစ်လိုက်ကြပါတယ်ယွန်ကနောက်တော့သူတို့မိသားစုကိုတင်ကြိုဖို့သွားတဲ့အခါလင်းဟာအသက်မတည်သေးတာကိုတွေးခဲ့ရတယ်လို့ဆိုပါတယ်သူမကိုအင်ခေါ်လာပြီးပြုစုပေးခဲ့လို့တဖြည်းဖြည်းပြန်ကောင်းလာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေ့ကစပြီးသူမဟာကိုဂတိတစ်ခုပေးခဲ့ပါတယ်ဒီနေ့ကျရင်ကာနယ်ကိုတက်ပြီးသူမမိသားစုနဲ့တကွသူဖျက်ဆီးခဲ့တဲ့မိန်းကလေးတွေအားလုံးအတွက်ကလဲစားချေမယ်ဆိုတာပါပဲနောက်တော့ရန်ဟာလင်းတင်နဲ့ပြစ်ချင်နေတာကိုထက်ကြည့်နေခဲ့ပါတယ်ဘလောက်ပဲကျင့်သူမဟာပြစ်မှတ်ကိုလွဲနေတော့ပါပဲသူမကဘယ်တော့မှလက်အောင်တယောက်ဖြစ်လာမှာမဟုတ်ဘူးလို့ညှိတွားတဲ့အခါရန်ကသူ့ရဲ့ထူးဆန်းတဲ့နေလန်းနဲ့တင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကိုမျက်စိပိတ်လိုက်ပြီးသူကိုယ်တိုင်ပြစ်မှတ်အရှိမပိတ်ရက်လိုက်ပါတယ်လင်းလန့်သွားပေမဲ့ရန်ကမျက်စိကိုပဲအာမကိုဖို့အေးအေးဆေးဆေးပြောပါတယ်သူမအနေနဲ့ပြစ်မှတ်ရဲ့တင်းငယ်တဲ့လှုပ်ရှားမှုတိုင်းကိုတေချာနားဆွင့်ပြီးအာယုံခံစားမှုအတိုင်းပြရမှာဖြစ်ပါတယ်လင်းဟာအာယုံဆိုင်လိုက်ပြီးပြစ်လိုက်တဲ့အခါမှာတော့ကြည်စံတိုင်းဟာပြစ်မှတ်ကိုအတိအကျထိမှန်သွားပါတော့တယ်သူမပျော်သွားပြီးရှန်ကိုကျေးဇူးတင်စကားပြောပါတယ်အဲ့ဒီနောက်မှာလင်းကရှိုးဝက်ချက်တစ်ခုဖွင့်ပြောပါတယ်စမိုင်လီဟာလွန်ခဲ့တဲ့အချိန်ကလေးကရန်အကြောင်းကိုသူမကိုပြောပြခဲ့ဘူးပါတယ်ရန်ဟာကြောက်စရာကောင်းတဲ့စက်ကေးအဖွဲ့ဝင်ဖြစ်ပြီးဒီနေ့မှာဒီကိုရောက်လာလိမ့်မယ်လို့ဆိုပါတယ်သူမကဘာလို့အဲ့ဒီလိုကြောက်စရာကောင်းတဲ့ဂုံးထဲဝင်ခဲ့တာလဲလို့မေးတဲ့အခါရန်ကသူ့အတိတ်ကိုပြန်ပြောပြပါတယ်သူကလေးဘဝတုန်းကအဖေနဲ့အတူလေကွင်းထဲမှာအလုံးလုံးနေတော့လှည့်လည်သွားလာနေတဲ့ဆာမူရိုင်းစစ်တီတယောက်ရောက်လာပါတယ်အဲ့ဒီလူဟာသူ့ဒါဘလောက်ထက်လဲစန်တက်ပိုးတက်နဲ့ပဲရန်အဖေကိုသူ့ရှေ့တင်တက်ပစ်ခဲ့တာပါအဲ့ဒီအချိန်ကစပြီးရန်ဟာကဘာမှာအားကောင်းဆုံးဓာတ်သမားဖြစ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဒါကိုပြောပြီးနောက်ရန်ကလင်းကိုသူ့ဓာတ်ပြပါတယ်ဒါပေမဲ့စန်းကျယ်တာကဓာတ်သွားကိုဓာတ်အိမ်ထဲမှာလုံးဝပိတ်လောင်ထားတာပါပြီးတော့သူဟာအေပရယ်နဲ့ပတ်သက်တဲ့အမှန်တရားကိုပြောပြပါတယ်သူမဟာသူတက်ခဲ့တဲ့ရန်သူကောင်းချုပ်ရဲ့သမီးလေးပါရန်ကအကယ်လေးသူဒါဒီဓာတ်ကိုထပ်ထုတ်မိရင်သူတက်ခဲ့တဲ့လူတွေရဲ့ဝိညာဉ်တွေဟာဓာတ်ကနေအော်ဟစ်ကြမှာဖြစ်ပြီးဆက်ကေဂုံးကလည်းသူပဲမှာလဲဆိုတာကိုချက်ချင်းသိသွားလိမ့်မယ်လို့ရှင်းပြခဲ့ပါတယ်နောက်ထပ်ရက်အနေငယ်မှာတော့ရန်ဟာလင်းကိုဆက်ပြီးလေ့ကျင့်ပေးခဲ့ပါတယ်ပြီးတော့ခရစ်စမတ်ပွဲတော်ကိုရောက်ရှိလာခဲ့ပါတယ်တမျိုးလုံးပျော်ပျော်ရွှင်ရွှင်နဲ့ဆင်နွှဲနေကြတာပါအဲ့ဒီအချိန်မှာကာနယ်ဟာသူ့လူတွေနဲ့ရောက်လာပြီးလူတွေကိုချက်ချင်းပဲအကြမ်းဖက်ပါတော့တယ်သူ့လူတွေဟာလူပြက်တယောက်ရဲ့ခေါင်းပေါ်မှာပစ္စည်းတွေတင်ပြီးတင်းနဲ့ပိကစနောက်နှိပ်စက်ကြပါတယ်ပြီးတော့ကာနယ်ကအဲ့ဒီလူပြက်ရဲ့ခေါင်းပေါ်ကိုအရက်ခွက်တင်ပြီးပြဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့မပြစ်ခင်မှာပဲမူးနေတဲ့ယုံကဝင်လာပြီးအဲ့ဒီအရက်ခွက်ကိုလက်မောပစ်လိုက်ကလူများရှိမှကာနယ်ကိုပြောင်းလောင်လိုက်ပါတယ်ကာနယ်ဒေါသထွက်သွားပြီးယုံကိုမြင်းနောက်မှာချီပြီးမြို့ပတ်ဆွဲဖို့သူ့လူတွေကိုအမိန်ပေးလိုက်ပါတယ်ကာနယ်ဟာအရင်တိုင်းမိန်းကလေးတွေကိုတန်းစီခိုင်းပြီးသွားတွေကိုတယောက်ချင်းလိုက်စစ်ပြန်ပါတယ်သူဟာအိမ်ထောင်သည်အမျိုးသမီးတယောက်ရဲ့သွားကိုသဘောကျသွားပြီးသူမရဲ့ခင်ပွန်းကိုတော့လူတွေရှိတင်ချက်ချင်းပစ်တက်လိုက်ပါတယ်ပြီးတော့
အဲ့ဒီလေများရဲ့သမီးတွေကိုမြင်သွားပြီးရေမိုးချိုးပေးပြီးသူ့စီခေါ်လာဖို့အမိန့်ပေးပါတယ်ဒါပေမဲ့ခဏနေတော့ကာနယ်ရဲ့အခန်းထဲကိုမမျှော်လင့်ပဲတခြားတစ်ယောက်ရောက်လာပါတယ်အဲ့ဒါကတော့ဓားမြောင်တစ်ချောင်းဝက်ပြီးဝစ်စင်လာတဲ့လင်းပါပဲသူမဟာနှစ်ပေါင်းများစွာကနာကြီးချက်အတွက်ကလဲစားချေဖို့သူ့စီဖြည်းဖြည်းချင်းတိုးသွားပါတယ်ဒါပေမဲ့ကာနယ်ကသူမစီကိုတင်းနဲ့အသင့်ချိန်ထားပြီးသားပါသူမရဲ့ကိုတင်းနဲ့ကိုယုံနဲ့တင်လွန်ခဲ့တဲ့16နှစ်ကကောင်မလေးဆိုတာသူချက်ချင်းမှတ်မိတယ်လို့ပြောပါတယ်တစ်ချိန်ဒီအမှပဲယုံဟာရန်စီပြေးသွားပြီးလင်းတစ်ယောက်ကာနယ်နောက်ကိုတယောက်တည်းလိုက်သွားပြီးဖြစ်ကြောင်းပြောပြပါတယ်အခုတော့ရန်အတွက်ရွေးချယ်စရာမရှိတော့ပါဘူးသူမကိုကယ်ဖို့အတွက်ဘယ်တော့မှမထုတ်တော့ဘူးလို့ချိန်ဆထားတဲ့ဓာတ်ကိုနောက်ဆုံးမှာတော့ထုတ်လိုက်ရပါတော့တယ်ဓာတ်အိမ်ထဲကနေဓာတ်သွားထွက်လာတဲ့စက္ကန့်ပိုင်းမှာပဲဝေးလံတဲ့တနေရာကစက်ကေဂုံးချုပ်ဟာချက်ချင်းအာယုံခံမိသွားပြီးရန်စီကိုဥတီထွက်ခွာလာပါတော့တယ်ကာနယ်ရဲ့စခန်းထဲမှာတော့လင်းဟာလုံးဝဝိုင်းရံခံထားရပါတယ်ကာနယ်ရဲ့လူတွေကသူမကိုချုံနှောင်ထားပြီးကာနယ်ကိုယ်တိုင်ကနှစ်ပေါင်းများစွာနှိပ်စက်ခဲ့တဲ့သူမကိုအတင်းအဓမ္မပြုကျင့်ဖို့ပြင်နေပါတယ်ဒါပေမဲ့အခြေအနေတွေစိုးမလာခင်မှာပဲမိတွေရုတ်တရက်ပြတ်သွားပြီးအခန်းထဲကလူတွေတယောက်ပြီးတယောက်လဲကျကုန်ပါတယ်ရန်ကကာနယ်ကိုအပြက်ရှင်းတော့မဲ့အချိန်မှာပဲလင်းကတားလိုက်ပါတယ်သူမကရန်ကိုကြည့်ပြီးဒီကလေးစားချေမှုဟာသူမအပိုင်လို့ပြောလိုက်ပါတယ်အဲ့ဒီလိုတုံဆိုင်သွားတဲ့အခိုက်အတန့်လေးမှာပဲကာနယ်ဟာအခွင့်ရေးရသွားပြီးလင်းကိုဓာတ်စာခံလောက်ကပြတင်းပေါက်ကိုရိုက်ခွဲပြီးမြင်းနဲ့ထွက်ပြေးသွားပါတယ်လင်းကအင်းနဲ့အားနဲ့ဓားမြောင်နဲ့လမ်းပေါက်လိုက်လို့မြင်းစီသမားထိမှန်ပြီးပြုတ်ကျသွားပါတယ်ဒါပေမဲ့အနားသွားကြည့်တဲ့အခါစိတ်ပြက်စရာကောင်းတာကအဲ့ဒါကာနယ်မဟုတ်ပါဘူးသူကတခြားလူကိုအာယုံလွဲဖို့တုံးပြီးထက်ပြီးလွတ်မြောက်သွားတာပါရန်ကလင်းကိုအခြေအနေတွေပိုဆိုးသွားပြီဖြစ်ကြောင်းသတိပေးပါတယ်သူဓာတ်ထုတ်လိုက်ပြီဖြစ်လို့စက်ကေဂုံးကသူတို့ရှိတဲ့နေရာကိုတီးသွားပါပြီသူအခုချက်ချင်းထွက်သွားရမယ်လို့လူတွေကိုပြောပေမဲ့ယုံကတော့သဘောမတူပါဘူးသူကာနယ်လို့သွားတဲ့အတွက်နောက်တစ်ခါလူအင်အားများကြီးနဲ့ပြန်လာမှတေချာတယ်လို့သတိပေးပါတယ်ရန်မရှိရင်ဒီမျိုးလေးဟာလုံးဝရှင်းတဲ့နိုင်မှာမဟုတ်ပါဘူးအဲ့ဒီအချိန်မှာမြို့ခံတယောက်ကသူတို့မှာလက်နက်တောင်မရှိပဲဒီလိုလူသက်သမားတွေကိုဘယ်လိုပြန်တိုက်ရမလဲလို့မေးပါတယ်အဲ့ဒီမှာတင်ဒီအမှုသမားယုံဟာထင်တလောက်ရိုးရိုးလေးမဟုတ်မှန်းအားလုံးသိလိုက်ရပါတော့တယ်ယုံကလူတွေကိုသူ့မိမရဲ့ဂျိုးကူပြီးမှန်စီခေါ်သွားပြီးအောက်ကိုတူးခိုင်းပါတယ်အောက်မှာတော့ဝတ်ထားတဲ့တင်းနက်တွေနဲ့ပောက်ကွဲစေတတ်တဲ့လက်နက်ပစ္စည်းတွေအများကြီးထွက်လာပါတယ်မကြခင်မှာပဲတမျိုးလုံးစစ်ပွဲအတွက်ပြင်ဆင်ကြပါတော့တယ်တစ်ချိန်တည်းမှာပဲရန်ကတော့ဓားကိုကင်ပြီးအပြင်မှာတိတ်တဆိတ်ဆောင်ဆိုင်နေပါတယ်နောက်ရက်မှာတော့ကာနယ်ဟာလက်နက်ကင်အင်အားပြည့်နဲ့မြို့ထဲကိုဝင်ရောက်လာပါတော့တယ်ဒါပေမဲ့သူတို့ဝင်လာတာနဲ့တပြိုင်နက်ယုံကမျော်စင်ပေါ်ကနေရန်တောင်ကိုတင်းနဲ့လှမ်းပစ်လိုက်လို့ပြင်းထန်တဲ့ပောက်ကွဲမှုဖြစ်ပြီးကာနယ်ရဲ့လူတချို့ချက်ချင်းတေဆုံးသွားပါတယ်ရန်ကလည်းစစ်တလင်းထဲမှာတစေတကောင်လိုလျင်မြန်စွာလှုပ်ရှားပြရှင်းလင်းပါတော့တယ်အဲ့ဒီအချိန်မှာယုံကလည်းအပေါ်ကနေတင်းနဲ့ကာနယ်ရဲ့လူတွေကိုတယောက်ပြီးတယောက်ပြစ်ခတ်နေပါတယ်ကာနယ်ကယုံဟာအဓိကပြဿနာမှန်းသိသွားပြီးသူ့ကိုတက်ဖို့မျော်စင်စီကိုတင်းနဲ့သမားတွေလွတ်လိုက်ပါတယ်ဒါပေမဲ့သူတို့မရောက်ခင်မှာပဲယုံဟာကျိုးနဲ့အောက်ကိုဘေးကင်းကင်းရှော့ဆင်းသွားခဲ့ပြီးစက္ကန့်ပိုင်းတွင်းမှာပဲမျော်စင်ကြီးတစ်ခုလုံးပောက်ကွဲသွားကကာနယ်ရဲ့လူတွေထပ်မံတေဆုံးကုန်ပါတယ်ဒီအခြေအနေဟာပြင်းထန်တဲ့စစ်ပွဲကြီးတစ်ခုလိုဖြစ်နေပါပြီဒါပေမဲ့အခြေအနေတွေကပိုပြီးဆိုးဝါးအလာဖို့ရှိပါသေးတယ်ဘာလို့လဲဆိုတော့မမျော်လင့်ပဲစက်ကေစစ်တီတွေရောက်လာကြလို့ပါသူတို့ကိုမြင်လိုက်ရတာနဲ့လူတွေအားလုံးထိတ်လန့်ကုန်ကြပါတယ်ဒီစစ်တီတွေဟာကာနယ်ရဲ့လူမိုက်ကုန်းနဲ့အဆင့်တန်းချင်းလုံးဝမတူပါဘူးရန်ကလင်းကိုအေးပရဲကိုခေါ်ပြီးဘေးကင်းတဲ့နေရာကိုပြေးဖို့ချက်ချင်းပြောလိုက်ပါတယ်ပြီးတော့တကယ်တိုက်ပွဲကြီးစပါပြီစက်ကေစစ်တီတွေဟာလမ်းမှာရှိတဲ့သူမှန်သမျှကိုတိုက်ခိုက်ကြတယ်လို့ကာနယ်ရဲ့လူတွေကလည်းမြို့ခံတွေကိုလိုက်လံပစ်ခတ်ကြပါတယ်လမ်းမတွေပေါ်မှာတော့ယုံရင်ဆန်ခက်တွေဖြစ်နေပါတယ်တစ်ချိန်တည်းမှာပဲစက်ကေစစ်တီအချို့ဟာအေးပရဲကိုအပြက်ရှင်းဖို့နောက်ကနေလိုက်လံမဲလိုက်ကြပါတယ်ဒါကိုမြင်တော့ရန်ဟာလည်းသူတို့နောက်ကိုချက်ချင်းလိုက်သွားပါတယ်လင်းနဲ့အေးပရဲကိုကာကွယ်ဖို့အတွက်သူဟာကိုကုန်းသားတွေကိုထိတ်တိုက်ပြန်တိုက်ပြီးတယောက်ပြီးတယောက်ခုတ်ပိုင်းဖြစ်ပါတယ်ရန်တယောက်ကိုလူတွေကိုတစ္ဆာဖောက်တာကိုမြင်ရတဲ့စက်ကေဂုံးချုပ်ဟာဒေါသအလွန်ထွက်သွားပါတယ်ရန်လင်းနဲ့အေးပရဲတို့ဟာလွတ်မြောက်ဖို့အတွက်အနားကအိမ်တအိမ်ထဲမှာဝင်ပုန်းနေကြပါဒါပေမဲ့ဂုံးသားတွေကအထက်အထိလိုက်လံတိုက်ခိုက်ကြပါတယ်လင်းကအေးပရဲကိုယွန်းလက်ထဲအမြန်ထည့်ပေးလိုက်ပြီးသူမကိုယ်တိုင်လည်းဓာတ်တစ်ချောင်းယူကရန်နဲ့အတူတိုက်ပွဲဝင်ပါတော့တယ်သူတို့တွေတိုက်ခိုက်ပြီးအပြင်ကိုရောက်လာကြပေမဲ့ယွန်းတယောက်ပြင်းပြင်းထန်ထန်တန်ရာရထားတာကိုတွေ့လိုက်ရပါတယ်နောက်ဆုံးထွက်သက်မှာတော့ယွန်းကကာနယ်ဟာအေးပရဲကိုပြန်ပေးဆွဲပြီးခေါ်သွားပြီးဖြစ်ကြောင်းပြောရင်းတေဆုံးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာကာနယ်ဟာအေးပရဲနဲ့အတူအဆောက်အုံတစ်ခုထဲမှာပုန်းနေပြီးအပြင်မှာတော့သူ့လူတွေကိုအဆောင်ချက်ထူထပ်စွာထားပါတယ်ခဏနေတော့အဲ့ဒီနေရာကိုပထမဆုံးရောက်လာတာကတော့စက်ကေစစ်တီတွေဖြစ်ပါတယ်ဒါပေမဲ့သူတို့ကက်လာတာနဲ့ကာနယ်ရဲ့လူတွေကစက်တင်နဲ့တွေနဲ့ပြစ်ခတ်လိုက်လို့ချက်ချင်းပဲအားလုံးတေဆုံးကုန်ပါတယ်အဲ့ဒီနောက်မီးတွေရုတ်တရက်ပြတ်သွားပြီးမှောင်မိုက်ထဲမှာကာနယ်ရဲ့အဆောင်တွေတယောက်ပြီးတယောက်လဲကြပါတော့တယ်ရန်အဆောက်အုံထဲကိုရောက်လာတာပါသူဟာအမောင်ထဲမှာတိတ်တဆိတ်လှုပ်ရှားရင်ကာနယ်ရှိတဲ့အခန်းထဲအထိလူတွေကိုရှင်းလင်းပြီးရောက်သွားပါတယ်အထဲမှာတော့ကာနယ်ဟာအေးပရဲကိုဖမ်းထားပြီးတင်းနဲ့ချိန်ထားပါတယ်ကာနယ်တင်းနဲ့ပစ်လိုက်ပေမဲ့ရန်ကအယမ်းမြန်လုံးလို့ကြီးစံကိုလေရဲတင်ဓာတ်နဲ့ပိုင်းပစ်လိုက်ပြီးအေးပရဲကိုကယ်တင်လိုက်ပါတယ်ကလေးကိုကယ်ပြီးနောက်ရန်ကနောက်ဆုတ်ပေးလိုက်ပြီးလင်းကို16နှစ်ကြာစောင့်ဆိုင်ခဲ့တဲ့ကလေးစားချေခွင့်ကိုပေးလိုက်ပါတယ်လင်းနဲ့ကာနယ်တို့ကြားပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ပထမတော့လင်းကသူ့ကိုအပြင်းထန်ဒဏ်ရာရအောင်လုပ်နိုင်ခဲ့ပြီးချမ်းပြင်ပေါ်လဲကျသွားစေပါတယ်နောက်ဆုံးမှာတော့သူမဘဝတဝက်စာတည်ဆောင်လာခဲ့တဲ့နာကျင်မှုတွေအတွက်သူမမိသားစုကိုတက်ခဲ့တဲ့လူသက်သမားကိုလက်စတုံးပစ်လိုက်ပါတော့တယ်ဒါပေမဲ့စကားကမပြီးသေးပါဘူးဘာလို့လဲဆိုတော့ရန်နဲ့လင်းတို့အခန်းအပြင်ထွက်လာတဲ့အခါစက်ကေဂုံးချုပ်ကစောင့်နေလို့ပါသူကရန်ကိုဒါတွေအားလုံးပြီးဆုံးဖို့နေလန်းတစ်ခုပဲရှိတယ်အဲ့ဒါကတော့ရန်သူဂုံးချုပ်ရဲ့တမီးအေးပရဲကိုတက်ဖို့ပဲလို့ပြောပါတယ်ဒါပေမဲ့ရန်ကညှင်းဆန်လိုက်ပြီးကိုဂုံးချုပ်ကိုပြန်တိုက်ဖို့ရွေးချယ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့တကားလုံးမှာအကောင်းဆုံးဓာတ်ခုတ်ပွဲကြီးကိုမြင်တွေ့ရမှာပါအတော်ဆုံးဓာတ်သမား2ယောက်ဟာပြင်းထန်မြန်ဆန်စွာနဲ့တိုက်ခိုက်ကြပြီးနောက်ဆုံးမှာတော့ရန်ကအသာစီးရသွားပါတယ်နောက်ဆုံးဓာတ်ချက်တစ်ခုနဲ့တင်ဂုံးချုပ်ကိုအပြီးတိုင်အနိုင်ယူလိုက်ပါတယ်သူတေခါနီးမှာရန်ကိုနောက်ဆုံးသတိပေးချက်တစ်ခုပေးသွားပါတယ်သူဒီကလေးမလေးကိုဘယ်ကိုပဲခေါ်သွားကြံနဲ့စက်ကေဂုံးသားတွေကထာဝရလိုက်လံမဲလိုက်နေမှာဖြစ်ကြောင်းပါပဲတိုက်ပွဲအပြီးမှာရန်ဟာအေးပရဲကိုခြိထားတဲ့လင်းစီလေးအောက်သွားခဲ့ပါတယ်ရန်ကလင်းကိုအေးပရဲကိုတေချာဆောင်ရှောက်ဖို့နဲ့သူအပြီးတိုင်ထွက်သွားတော့မယ့်အကြောင်းပြောပါတယ်သူကစက်ကေဂုံးသားတွေဟာသူ့ရဲ့ဓာတ်ကတဆင့်ပဲခြေရခံနိုင်တာမို့သူတို့နဲ့ဝေးဝေးမှာနေတဲ့ရွေလင်းနဲ့အေးပရဲတို့ဟာအေဂျင့်နဲ့ဘဝကိုပိုင်ဆိုင်နိုင်မယ်လို့ရှင်းပြပါတယ်ဘာမှအများကြီးထပ်မပြောတော့ပဲ
ရန်ဟာတယောက်တည်းထွက်ခွာသွားပါတော့တယ်လအနေငယ်အကြာမှာတော့သူဟာလူသူဝေးကွာပြီးအေးခဲနေတဲ့နင်းဖုံးနေတဲ့အရက်ဒေတာတစ်ခုမှာတိတ်တဆိတ်နေထိုင်နေတာကိုမြင်ရပါတယ်နောက်ဆုံးခန်းမှာအားတော့စက်ကေဂုံးသားတွေဟာသူ့ကိုတက်ဖို့ထပ်မံရောက်ရှိလာကြပါတယ်ရန်ဟာသူ့ရဲ့ဓာတ်ကိုဖြည်းဖြည်းချင်းပြန်ထုတ်လိုက်ပြီးအဆုံးမရှိတဲ့တိုက်ပွဲအတွက်ပြင်ဆင်လိုက်ပါတယ်ဒီလိုအေးဆက်ပြီးခြောက်ချားဖွယ်ရာပုံရိပ်နဲ့အတူပဲဒီအလွန်ကောင်းမွန်တဲ့ရုပ်ရှင်ကြီးဟာဇက်သိမ်းသွားခဲ့ပါတော့တယ်